မျက်ရည်တွေကိုတောက်လို့ရပေမဲ့ပင်လယ်ရည်တွေကဘားကြောင်ငန်နေရတာလေကမ္ဘာသမုဒ္ဒရာတွေထဲမှာစားပလောက်တောင်များတယ်လေဆိုရင်သမုဒ္ဒရာကျမ်းမြေပေါ်မှာဒီစားတွေကိုအညီအမျှခင်းလိုက်မယ်ဆိုရင်ပေ900လောက်ထိထူထဲတဲ့စားလွှာကြီးကိုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီစားတွေကဘယ်ကနေရောက်လာတာလဲ။အဓိကအကြောင်းရင်းကတော့မိုးရွာသွန်းခြင်းကနေစတင်တာပါ။လေထုထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကမိုးရေနဲ့ရောနှောသွားတဲ့အခါမိုးရေကိုအက်ဆစ်တက်အနှဲငယ်ဖြစ်စေပါတယ်။ဒီမိုးရေကမြေပြင်ပေါ်ကကြောက်ဆောင်တွေပေါ်ကိုကျဆင်းတဲ့အခါကြောက်တွေကိုတိုက်စားပြီးအိုင်ရန်လို့ခေါ်တဲ့ဓာတ်သတ္တုတွေကိုထွက်လာစေပါတယ်။အဲဒီထဲမှာအဓိကကတော့ဆိုဒီယမ်နဲ့ကလိုရိုက်တို့ဖြစ်ပါတယ်။အဲ့ဒီဓာတ်သတ္တုအိုင်ရန်တွေကမြေချောင်းတွေကိုစီးဝင်သွားပြီးနောက်ဆုံးမှာတော့သမုဒ္ဒရာတွေကိုရောက်ရှိသွားပါတယ်။မြေရေကတောက်ကြည့်လိုက်ရင်မငန်ပေမဲ့သူ့ထဲမှာပမာဏအနည်းငယ်များသာရှိတဲ့စားဓာတ်တွေပါဝင်နေတာပါ။ဒါပေမဲ့နှစ်တန်းပေါင်းများစွာစီစဉ်စုမိလာတဲ့အခါမှာတော့သမုဒ္ဒရာထဲမှာစားဓာတ်တွေကအများကြီးကိုဖြစ်လာပါတယ်။သမုဒ္ဒရာထဲမှာစားဓာတ်တွေပိုလာရတဲ့အကြောင်းရင်းကတော့ရေငွေ့ပြန်ခြင်းကြောင့်ပါ။နေအောင်ကြည့်ကြောင်းသမုဒ္ဒရာတွေကရေတွေကအငွေ့ပြန်ပြီးတော့ကောင်းကင်ဘက်ကိုရောက်သွားပြီမဲ့စားဓာတ်တွေကတော့အငွေ့မပြန်ဘဲနဲ့ပင်လယ်ထဲမှာပဲကျန်ရစ်ခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါပင်လယ်ရေကတဖြည်းဖြည်းနဲ့ပုံငန်လာရတာဖြစ်ပါတယ်။မြစ်တွေအပြင်တခြားအကြောင်းရင်းတစ်ခုလည်းရှိပါသေးတယ်။ပင်လယ်ကျမ်းမြေအောက်ကအပူပေါက်တွေကနေတဆင့်ကမ္ဘာအတွင်းပိုင်းကဓာတ်ထုဓာတ်တွေထွက်လာခြင်းပင်လယ်အောက်ကမီးတောင်တွေပေါက်ကွဲခြင်းကြောင့်လည်းဓာတ်ထုဓာတ်တွေပိုများလာစေပါတယ်။အနည်းချုပ်ပြီးပြောရမယ်ဆိုရင်ပင်လယ်ရေငန်ရခြင်းကကြောက်ဆောင်တွေတိုက်စားခံရမှုမြစ်ရေစီးဆင်းမှုနဲ့ရေငွေ့ပြန်မှုတို့နှစ်တန်းပေါင်းများစွာဇက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပါတယ်။